မင်္ဂလာပါညီကိုတို့ရေကျွန်တော်တို့ဒီလူတွေမှာပေါ့နော်အကြားမှာခွဲခြားထားသလိုမျိုးကားတွေမှာလည်းပုံစံကွဲတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာဒါကျွန်တော်လမ်းပေါ်မှာအတွေ့အများဆုံးတွေ့ရအများဆုံးဖြစ်တဲ့ကား9စီးပုံစံအကြောင်းကိုဒါကျွန်တော်ပြပြထားပြီးတာဖြစ်ပါတယ်ညီကိုတို့စိတ်ဝင်စားရင်တစ်ချက်ကြည့်ကြည့်လိုက်အောင်ဗျာဒါဒီကောင်ဆိုရင်ဒါ SUV ပေါ့နော် SUV ဆိုတဲ့ပုံစံကသူကဒီ ground clearance ကလည်းသူကနဲ့သူမြင့်နေပြီးရင်ဒီလိုမျိုးဖင်လုံးပုံစံမျိုးပေါ့နော်ဒါမျိုးကားပုံစံအောင်တော့ဒါကျွန်တော်တို့က SUV ကားမျိုးစားလို့ခေါ်တယ်ပေါ့နော်ကျွန်တော်ဒါအနောက်လေးကိုတစ်ချက်ဆက်ပြပေးမယ်သူကဒီလိုမျိုးအရှိကနေပြီးတော့တက်လာတယ်ပြီးရင်ဒီလိုအနောက်ကိုဒီလိုအခုံးပုံစံမျိုးလေးနဲ့ဖင်ပိတ်သွားတယ်ပေါ့နော်ဖင်လုံးလေးနဲ့ဒါဖင်ကိုပိတ်သွားတဲ့ပုံစံမျိုးလေးကိုဒါ SUV လို့ခေါ်ပါတယ်ဒါကတော့ crossover မျိုးစားဖြစ်ပါတယ်သူက crossover ဆိုတာက SUV နဲ့ထင်သေးအောင်ရှိရမယ်မတူတဲ့အချက်ကတော့ကျွန်တော်အခုပြပေးပါမယ်သူကလည်းဒါ SUV လို့ရုပ်ထွက်မျိုးမှာဒီလိုအနောက်ကိုတက်သွားမယ်တက်သွားပြီးရင်သူကဒီလို pin short ပုံစံလေးပေါ့နော်ဒါကျွန်တော်အနောက်ချမ်းကိုပြလိုက်မယ်အနောက်ချမ်းမှာဒါလုံးဝကွဲပြားမှုရှိပါတယ်ဒါဆိုရင်ဒါလုံးဝသူအနောက်ကိုသူကပြန်ပြီးတော့ချောဆင်းလာတာဟိုမှာသူက pin တိုးလေးပေါ့ဗျာသိမလားဒါဆိုရင်ဒါ crossover အမျိုးအစားပါဒီမှာဒါ crossover ဒီဘက်ကဒါ SUV ပေါ့နော်ဒါသူတို့ပုံစံနှစ်မျိုးကလုံးဝမတူပါဘူးဒါကကျွန်တော်နှစ်ခုကို SUV နဲ့ဒီ crossover ကိုဒါရှင်းပြထားပေးတာဖြစ်ပါတယ်ဒါကြတော့ဒါ SUV ကိုမှာ7 seater SUV လို့ခေါ်ပါတယ်ဘာလို့7 seater လို့ခေါ်လဲဆိုရင်တော့သူကတော့9ယောက်စီးဖြစ်တယ်9ယောက်စီးကိုခုံသုံးတယ်SUV အမျိုးအစားလည်းဖြစ်တယ်ပေါ့နော် SUV ရဲ့သူကလက္ခဏာအင်္ဂါရပ်တွေလည်းအကုန်ပါတယ်အဲ့ဒါဟိုမှာခုံသုံးတယ်9ယောက်စီးဖြစ်သွားတဲ့အတွက်ကြောင့်ဒီလိုကားအမျိုးအစားတွေကိုတော့ဒါကျွန်တော်တို့9ယောက်စီး SUV ဆိုပြီးတော့ဒါကျွန်တော်တို့ခေါ်ကြရတယ်ပေါ့နော်ဒါကျွန်တော်အနောက်လေးကိုဒါတစ်ချက်တခြားထပ်ပြီးတော့ပြပေးပါမယ်အမျိုးပုံစံတွေကိုကြတော့ဒါလမ်းပေါ်မှာလည်းကျွန်တော်တို့အတွေ့တော်တော်များရတယ်ပေါ့နော်ဒီလိုကားတွေကိုကြတော့ဒါစီဒန်တို့မဟုတ်စလုံးလို့ခေါ်တယ်ပေါ့နော်သူ့ကိုခေါ်တဲ့အဓိပ္ပာယ်ကတော့သူကဒီလို engine ခန့်ပါရမယ်ဗျာပြီးရင်ဒါ passenger 4ယောက်လောက်စီးလို့ရတဲ့ပုံစံမျိုးဗျာ2 row 2 row ပေါ့နော်2 row ဆိုတာကဒီလိုမျိုးအရှိအနောက်ခုံနှစ်တန်းပါတာမျိုးဆိုလိုတာဖြစ်ပါတယ်အဲ့လိုပါရမယ်စီဒန်ရဲ့အဓိပ္ပာယ်မှာပေါ့နော်ပြီးရင်ဒီလိုမျိုးအနောက်က cargo space ပေါ့နော်ပစ္စည်းထည့်ဖို့နေရာတစ်ခုပါရပါမယ်ဒါမျိုးကိုဒါစီဒန်စလုံးဆိုပြီးတော့ခေါ်ရခြင်းဖြစ်ပါတယ်နော်အမျိုးတွေကကြတော့ဒါ picket car လို့ခေါ်ရဲပေါ့နော် picket car ကြတော့ဒါညီကိုတို့လဲဒါအားလုံးမြင်မှုတွေ့ဘူးနေကြကားတွေတဲကတစ်မျိုးပါပဲသူကဆိုရင်ဒါတကားကတော့၄ပေါက်လဲလာတာရှိတယ်2ပေါက်လဲလာတာရှိတယ်တစ်ပေါက်ခွဲနဲ့လဲလာတာရှိတယ်ပေါ့နော်picket ဆိုတဲ့သဘောတိုင်းပဲပစ္စည်းတင်ဖို့အတွက်အဓိကဦးစားပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနောက်ကန်ပါတယ်ပေါ့နော်ဒီလို picket car တွေကတော့ဒီလိုနောက်ကန်ပါတာနဲ့နေတာအလွယ်တကူခွဲခြားလို့ရမှာဖြစ်ပါတယ်ဒါကျွန်တော်အနောက်ကိုလည်းတစ်ချက်အသေးချာထပ်ပြပေးမယ်ဒါ picket car တစ်စီးရဲ့ဖွဲ့စည်းတိဆောက်ပုံနဲ့ဒါပုံစံလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနောက်တစ်မျိုးစားလေးကတော့ဒါ hatchback ပုံစံလေးပါ hatchback ကတော့စလွန်နဲ့ပုံစံအတူတူပါပဲဘာလေးအထူးသဖြင့်ကွဲပြားသွားမလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီလိုသူ့လိုမျိုးပဲအရှိမ engine ကန်းပါမယ်ဒီ2 row ပါမယ်2 row ပါပြီးတော့သူကတော့အထင်အခုံးပုံစံလေးဖြစ်သွားတယ်ပေါ့နော်ဒါလေးပဲအဓိကကွာသွားပါတယ်ခင်ဗျာကျန်တာကတော့ဟိုစလွန်နဲ့အတူတူပဲပေါ့နော်သူ့ရဲ့ဒီပင်ခုံးပုံစံလေးကကြတော့ဒါမျိုးလေးသွားတယ်ပေါ့နော်သူကဒီလိုအပေါ်ကနေပြီးတော့ဒီမှာနည်းနည်းမမတ်လေးပေါ့ဗျာမမတ်လေးနဲ့အောက်ကိုဒီလိုလေးရှော့ဆင်းသွားတယ်ပေါ့နော်ဒါမျိုးပုံစံလေးကိုဒါကျွန်တော်တို့က hatchback လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်ပုံစံတွေကတော့နည်းနည်းလေးကွဲပြားမှုတော့ရှိတယ်ပေါ့နော်ဒီ SUV ရဲ့7 seater SUV ရဲ့ crossover ရဲ့ဒီ hatchback ရဲ့မှာကြတော့တူတလူလူနဲ့မတူဘူးပေါ့နော်တကယ်လို့ညီကိုတို့အပြင်မှာတွေ့ရင်လည်းဒါလုံးဝမတူဘူးဆိုတာကိုဒါမျက်မြင်လဲတွေ့နိုင်ပါတယ်ခင်ဗျာတော့ multi purpose vehicle လို့ခေါ်တဲ့ MPV အမျိုးအစားပေါ့နော်သူကကြာရင်ဒီလိုအိမ်ရှည်နဲ့လာတယ်ပြီးရင်အောက်ကဒီ segment လည်းဒါသူကကျယ်တယ်ပေါ့ဗျာဒါမျိုးကားတွေကိုကျွန်တော်တို့က MPV ကားတွေလို့ခေါ်တာပါသူကဒီ SUV ထက်လည်းပို့ပြီးတော့ဈေးကျတယ်မောင်းရတာရောစီးရတဲ့လူအတွက်ကောဒါလုံးဝ comfortable ဖြစ်တယ်ဆိုတော့type ပုံစံမျိုးကိုဒါ MPV လို့ဒါကျွန်တော်တို့ခေါ်ကြတာဖြစ်ပါတယ်ခင်ဗျာဒါသူ့ရဲ့ကားအနေထားကိုဒါကျွန်တော်ညီကိုတွေကိုမြင်အောင်ပြပြချက်ချာပြပြကွက်ကွက်မြင်အောင်ဒါကျွန်တော်ရိုက်ပြပေးတာဖြစ်ပါတယ်โอเคဒါကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးကဒါကားပုံစံ9မျိုးအကြောင်းပေါ့နော်ကျွန်တော်ကတော့ကိုပြည့်ဖြစ်ပါတယ်ညီကိုတို့ဒီနေ့ဒီဗီဒီယိုလေးကိုသဘောကျရင် like and follow လေးလည်းဒါ
နှိပ်ခဲ့လို့ရပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ